ဒေါ်အောင်စုကြည်ဖန်စီခံလိုက်ရဒီကဒီကုံမှုမျိုးနိုင်ငံကိုလွှတ်ချပလိုက်တော့ဘာမှစိတ်ဝင်စားတော့နိုင်ငံရေးပါတီရှိမှလည်းမသိဘူးသူတို့ဒီပါတီတခုပဲရှိတာပဲသိအဲ့ပါတီလည်းသူတို့မထည့်ချင်ဘူးအဲ့မှာကျွန်တော်ရှင်းပြတယ်ပါတီရှိရဲ့ဟိုနေတဲ့ပါတီကိုရွေးချယ်ပြီးထည့်လို့ရတယ်ဆိုတော့ကျွန်တော်တော်တော်လေးပြောဆိုစီအောင်ရတော့စာရောက်တဲ့အချိန်မှာတော့သူတို့ကနိုင်ငံကိုတိတ်စိတ်ဝင်စားတယ်ယူကပေါ်တော့ဘယ်လိုလုပ်မှလည်းမသိဘူးမဲပေးမဲ့ဆန္ဒလည်းတိတ်မရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်ရွာစင်းနဲ့တွားပြီးတော့ကျွန်တော်စီအောင်လုပ်နေတာပေါ့နော်မဲပေးလို့ဒီကြောင်းလည်းမတူဘူးလူချင်းနဲ့ဆိုလို့ရှိရင်ယူကပေါ်နေတယ်တက်တယ်မယ်ကျန်တဲ့တခြားနည်းလမ်းတွေရှိနေတော့မှဒီလိုထိခိုက်နေတာမယ်ဒီထိခိုက်မလဲနာတယ်ယူကပေါ်နေကျွန်တော်ဖြတ်တန်းရအောင်မဲမဖြစ်မနေတော့ပြကြပါလို့ကျွန်တော်စီအောင်လုပ်ပါဒီနေ့လိုက်ကြရတဲ့အခြေအနေအရဆိုရင်တော်တော်လေးမဲတော့ထည့်ကြပါတယ်ကျွန်တော်နှစ်ရတဲ့ယူကောဝယ်ဖြစ်စေချင်တယ်လွတ်တော်ထဲမှာကျောင်းဆုံးသွေးဆုံးပေါ့ပါတီဆုံးရောက်လာမယ်စီစဉ်တယ်ပါတီတစ်ခုကပဲနမိုးတော့မျိုးဆိုတော့ဒီလူတွေလည်းဘာမှမထူဘူးတိုင်းတွေလည်းဘာမှမထူဘူးတဲ့ပြောင်းလဲဖြစ်ဖို့အတွက်နီလန်းနေအများကြီးရှိနေတာပေါ့နော်ဒီစစ်အာဏာသိမ်းလိုက်တာအာဏာထိန်းလိုက်တာပဲပြောပြောတက်မလို့အာဏာရယူလိုက်တဲ့ဟိုမှာတော်တော်လေးဒီမနက်ဖြစ်ကြတယ်ညဖြစ်တဲ့ဟိုမှာလက်ကန်တော်လေးကိုကြော်ယူတော့ကြဒီလိုပါဒီစက်တီစပိုင်းလို့ဒီတော့ဘူးလို့ဒေတာလို့မျိုးတွေမှာဆိုရင်ဒါလက်ကန်ပြပြကလည်းကြီးကျယ်ဖြစ်တယ်အဲ့ကနေပြီးတော့ပြောင်းလဲတစ်ခုဖြစ်လာမယ်လို့ကျွန်တော်မြင်ကြည့်ဒီနိုင်ငံရေးနီလန်းကသာလည်းဒါမျိုးပြောင်းလဲဖြစ်နိုင်မယ်လို့ယုံကြည်တဲ့သူကပြောဆိုနေတဲ့ဥစ္စာတွေကိုကျွန်တော်ပြောရင်တော့အစဲစုခံပြီးတော့ကျွန်တော်နိုင်ငံရေးလမ်းကြောင်းကိုကျွန်တော်ရေးချခဲ့တာဒါပေမဲ့သူတို့ပေါ်နေရတယ်မဲမထည့်ဘူးဒီယူဘောကိုတွေးမှမဟုတ်ဘူးအဲ့ဒါဆိုရင်တော့ဒီလာမထည့်လို့ရှိရင်ထည့်တဲ့သူတွေရွေးချယ်တဲ့သူတွေရဲ့ဥထုတ်တော်ပဲဆက်ပြီးတော့ခံရမှာအဲ့တော့ဒီမထည့်ဘူးပဲကျွန်တော်တိုက်တွန်းတယ်Jelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.